တော်ခေါ်လာရှိလာပြီဆိုမှလည်းကျွန်တော်လည်းတရားဟောတော့မလားလို့ပြတ်တော့မယ်လို့တော့သူကကျွန်တော်ဦးလိုက်တယ်တခါလေနော်ဖျားရဲ့အမှုတော်ထဲမှာ ambush လုပ်တယ်ဟာလေလုယာအဲ့လိုများဖျားရဲ့အကျွတ် ambush လုပ်ရအောင်ဟာလေလုယာ praise the Lord အထူးပဲကျေးဇူးတင်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်အနေနဲ့အများကြီးကျေးဇူးတင်တယ်နော်ဖျားခင်ကအတင်းတော်တဲ့လူကောင်းတဲ့ပူလာတယ်နော်ဆိုတော့ဒီနေ့ကျွန်တော်ခုနအရာဆုံးတော့ဒီနေ့ကျွန်တော်ခုဆယ်ဦးဆောင်မဲ့လူကတော့ကျွန်တော်ခုနအရာဆုံးပဲဟာလေလုယာဆိုတော့ကျွန်တော်ကတော့တယောက်တည်းကျွန်တော်ကားမောင်းလေးရှိတယ်ဝင်တိုင်လို့အပြန်မှာဆိုရင်မျိုးတရားနေယူနေပြီဟာလေဘာလို့ရှိတာလဲခုနရပါဟာဘာခုနရလဲခုဆယ်ကူဆောင်ပဲခုနရဆုံးပဲဆိုတော့အဲ့ဒီဟုတ်တယ်တူလေဟာလေလုယာအများကြီးကျေးဇူးတင်တယ်ဆိုတော့ဒီနေ့အတူတူကဆွေးနွေးဖို့ရကျွန်တော်ယူဆောင်လာတဲ့အရာကဘာလဲဆိုတော့ယုံကြည်သူများအပေါ်ရောက်ရှိတတ်တဲ့ဆင်းရဲဒုက္ခနဲ့ဖြာနာခြင်းဘာကြောင့်ရောက်တာလဲဟာလေလုယာဒီနေ့ကျေးဇူးပြုပြီးတော့ကျွန်တော်ပြောရတဲ့ကောင်းကောင်းမှတ်ထားပေးပါကောင်းကောင်းနားထောင်ပေးပါဒီနေ့အိမ်ပြန်ရောက်ရင်ပြန်မရှင်းစားပါခမရတဲ့ခေါ်နာဖြစ်ဖို့ဖြစ်စေရမယ်ဟာလေလုယာဒီနေ့ကျွန်တော်ပြောတာကျွန်တော်အတက်ကလေးကျွန်တော်ပြောတာကဖခင်ရဲ့ပေးတာပဲကျွန်တော်ပြောတာဖြစ်တယ်ဒါကြောင့်မို့ကောင်းကောင်းမှတ်ထားပေးပါဟာလေလုယာကောင်းပြီယနေ့ယုံကြည်သူများအတိုင်းဝိုင်းထဲမှာတဲ့တခါတလေအစင်ပြေပြီးတော့တခါလေအစင်မပြေဘူးလားရှိဖြစ်တတ်တယ်လူရရအောင်စင်ပြေတယ်လူရအောင်မြင်သွားကြတယ်တခါလေကွာအောင်မြင်တယ်လူနဲ့မအောင်မြင်နိုင်ဘူးတခါတလေအစင်ပြေတယ်လူနဲ့အစင်မပြေနိုင်ဘူးဘာကြောင့်လဲသူများကောင်းခြင်းမင်္ဂလာရရှိတယ်ကောင်းခြင်းနဲ့ရစ်ပတ်တယ်ဒါတော့ကိုကအခါလေးဒုက္ခဆင်းရဲခြင်းကျွန်တော်ခံရတယ်နောက်ဆုံးတစ်ခါတလေကျွန်တော်ကဖြားနာခြင်းနဲ့တော့ခံရတယ်လောကဝိရခံစားရတယ်ဒါလည်းပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားပြီးတော့စုတောင်းနေတဲ့ကျွန်တော်စတာရီလုပ်တဲ့ခါမှာဒီနေ့ကျွန်တော်ရလိုက်ရတဲ့ဒီနေ့ကြောင်းပိုက်လေးတွေနဲ့ဒီအကြောင်းလေးတွေကိုကြားလိုက်ရင်ပေးပို့ထားတဲ့အရာလေးကိုကျွန်တော်ဒီနေ့အားလုံးကိုဒီနေ့ကျွန်တော်အသင်းတော်ထဲမှာဒီမှာရှိတဲ့အသင်းသားတွေအသင်းတော်အားလုံးတော်လည်းကဘာပေါ်ရှိယုံကြည်သူများကျွန်တော်တရားချစ်နာထောင်တဲ့သူရောက်တိုင်းအတွက်ဒီနေ့ကျွန်တော်ဟောပြောတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒီနေ့တစ်ခါတလေကျွန်တော်ဒုက္ခရောက်ပြီးတော့ဆင်းရဲဒုက္ခရောက်တဲ့ခါမှာကျွန်တော်ဘယ်သူ့ကိုအမြဲတမ်းအဖြစ်တင်တယ်လဲပြောပါဦးဘယ်သူ့ပြစ်တင်တယ်လဲစာတန်ကိုပြစ်တင်တယ်စာတန်ကိုနေရာတိုင်းမှာအပြစ်တင်တော့ဘုရားတော်ကပြည့်တင်နေပေါ့ပါနော်ဒါလည်းသူတို့ပြောတာလည်းမှားတယ်ကျွန်တော်ပြောတာလည်းနော်သူတို့ကျွန်တော်ရဲ့ပြောချက်ကသူတို့ပေါ်မှာလည်းဖြစ်လာနိုင်တယ်ဟာလေလုယာလူရစာတန်ကိုအမြဲတမ်းအပြစ်တင်ဒါကြောင့်မို့တရားဆရာပြောတယ်စာတန်ကတဲ့အိမ်ထဲမှာတော့မနေရတော့အိမ်တော့တဏှာမှာတဲ့နော်ကျွန်တော်ဆိုအဝယ်ပေါက်ဖဏစင်နာမှာတဲ့ထိုင်ပြီးတော့တကုံငိုပြီးတော့ဝင်နေတယ်ဒါနဲ့တရားကပြောတယ်ဦးစာတန်ဘာလို့ဒီလောက်ကြည့်ဝင်နေတာဘာလို့ဒီလောက်ငိုနေလဲလို့ပြောတော့ကြည့်ပါလားယုံကြည်သူတွေလို့ပြောတဲ့ဖယားရဲ့ယုံတဲ့လူတွေကသူတို့လုံမရင်လည်းကျွန်တော်ပဲဖြစ်တယ်တကူကိုပြကျွန်တော်ပဲဖြစ်တယ်ကျွန်တော်မလုပ်နေကျွန်တော်ပဲအဖြစ်တင်ခံရဆိုအရောက်မနေပြီလေကြည်စမ်းဘယ်တစ်ခါမှကျွန်တော်တို့ကစာတောင်ဝင်နေခိုင်းတယ်တော့မသိဘူးဒါကြောင့်မို့ဒီနေ့ကျွန်တော်ကျမ်းစာကိုကျွန်တော်ပြန်လေ့လာကြည့်တဲ့အခါမှာခရစ်တော်ကိုယ်တိုင်ပြောတဲ့စကားတွေကိုပြန်လေ့လာတဲ့အခါမှာဒီနေ့
ကျွန်တော်ယုံကြည်သူတွေအပေါ်မှာကြွရောက်တဲ့အရာတွေကစာတန်ကြီးပေါ်ကလောဘမဟုတ်ပဲနဲ့ဒီနေ့ဖယားခင်ကလည်းကျွန်တော်တို့ဘာဖြစ်လဲရိုက်တဲ့အချိန်ဖြစ်တယ်ဟာလေလုယာသာသမီတွေရိုက်တယ်မဆုံးပါဘူးလားမဆုံးမပဲနေကြီးသူတို့ကကြီးလိုက်ခင်ဗျားတို့ကဆုံးမတာလေဒါကြောင့်ကျမ်းစာထဲမှာပြောလို့သာသမီတွေကိုချစ်ရင်ရိုက်ပါတယ်မဆုံးမပါမရိုက်တဲ့မဆုံးမတဲ့သာသမီကဘယ်တော့မှမတူတဲ့ဘူးကောင်းပြီဒါကြောင့်မို့ဒီနေ့ဖယားတွေကျွန်တော်တိတ်ချတဲ့တခါလေးသူတို့ကိုပါလဲကျွန်တော်တို့ဆုံးမတတ်တာဒါပေမဲ့ဖယားရဲ့ဆုံးမပြီးဆိုရင်အဆုံးထိမဆုံးပါဘူးဟာလေလုယာပြန်လည်ပြီးတော့ကျွန်တော်ကိုကောင်းချီးပြပေးတယ် praise the lord ဒါပေမဲ့ခင်ဗျားနောင်တရမှာအာမင်အဲ့ဒါအရင်ရေးကြည့်ပြီးတော့ခင်ဗျားနောင်တမရဆက်ပြီးတော့ခင်ဗျားမားတယ်ဆိုရင်နောက်ဆုံးမှာအဆုံးအထိဖယားကလည်းခင်ဗျားအတက်ကိုဆောင်ယူသွားနိုင်တယ်ဒါကိုအမြဲတမ်းမှတ်ထားပါဟာလေလုယာကောင်းပြီကျွန်တော်ကျမ်းစာဖတ်ရအောင်ကျမ်းစာကိုယူဆိုင်လေ့လာကြည့်တော့အခါဒုက္ခဆင်းရဲအမျိုးမျိုးရှိတဲ့ကဲ့သို့ဖြစ်ပေါ်လာရခြင်းဒီလေအမျိုးမျိုးတွေ့ရပါတယ်ဟာလေလုယာကောင်းပြီနံပါတ်1ကိုကျွန်တော်ကြည့်အောင်အပြစ်ကြောင့်ခံရသောဖြစ်လာတဲ့ဖြားနာခြင်းဒုက္ခဝေဒနာဆိုပြီးတော့နံပါတ်1မှာပိတ်ထားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျမ်းစာကြည့်ရအောင်ရှင်ယောဟန်အခန်းကြီး9အခန်းငယ်14ကိုကျွန်တော်ဖတ်ကြည့်အောင်ရှင်ယောဟန်9:14အခန်းကြီး9အခန်းငယ်14တွေ့ရင်ဖတ်မယ်တွေ့ပြီလားရှင်ယောဟန်9:14 Okay တွေ့ပြီဆိုတော့ဖတ်မယ်1 2 3ထို့နောက်မှာယေရှုသည်ဗိမာန်တော်၌ထိုသူကိုတွေ့တော်မူလျှင်သင်သည်ကျမ်းမာခြင်းရှိ၏တာ၍ဆိုတော်ဘေး၌ကျင်းလွတ်မည်အကြောင်းနောက်တစ်ဖန်ဒုစရိုက်ကိုမပြုနဲ့ဟုမိန့်တော်ဘာကြောင့်ကျွန်တော်တို့တခါလေဒုက္ခရောက်နိုင်တယ်လေအပြစ်ကြောင့်ကျွန်တော်လုပ်မိတဲ့အဖြစ်ကြောင့်ဒါတော့ကျမ်းစာထဲမှာဘာပြောလဲကိုလုတ်တာကိုခံရရမယ်ဟုတ်ပြီနော်ဒါကြောင့်ကိုလုတ်တယ်ဆိုရင်လုတ်တဲ့အတိုင်းအဖြစ်ဖြစ်လာဖြစ်ဒါကြောင့်ဒီနေ့ကျွန်တော်တခုဖြစ်လာဆိုကိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်ဆုတောင်းတဲ့ခါမှာကျွန်တော်ဖျားနာတဲ့ဒုက္ခရောက်လို့ကျွန်တော်အမြဲတမ်းဆုတောင်းပေးတဲ့ခါမှာကျွန်တော်ပြောတယ်မထားမိကြလားမသိဘူးနံပါတ်1အမျိုးမျိုးဖယားတွေကကျွန်တော်ရဲ့အသက်တာပေါ်မှာဒုက္ခရောက်စရာအမျိုးမျိုးကြောင့်ဖြစ်တယ်ကောင်းပြီနံပါတ်1မှာဘာကြောင့်လဲဆိုတော့ကျွန်တော်အပြစ်လုပ်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒုက္ခရောက်တယ်ဖြစ်တယ်ဒါကြောင့်အပြစ်မလုပ်ဖို့ရအမှန်တမ်းအရေးကြီးတယ်ဟာလေလုယာဒါကြောင့်အပြစ်လုပ်တယ်ဒါကြောင့်မို့ခင်ဗျာမလုံနဲ့တော့အခုကြမ်းပါပြီနောက်တစ်ခါမလုံနဲ့တော့ဟုတ်ပြီနော်နောက်တစ်ခါပြန်လုပ်တယ်ဆိုရင်မလွယ်တော့ဘူးဒါကြောင့်မို့ဒီနေ့တစ်ခါလေကျွန်တော်ရောက်လာပြီဆိုရင်ဘာကြောင့်လဲဆိုတော့အမြဲတမ်းရှင်းစားမှုလုပ်တယ်ဟာလေလုယာ praise the lord ဒါကိုအမြဲတမ်းရှင်းစားပါနံပါတ်1နံပါတ်2တွားရအောင်နံပါတ်2မှာအပြစ်မလွတ်ခြင်းကြောင့်ဖြားနာခြင်းအပြစ်မလွတ်ခြင်းကြောင့်ဖြားနာခြင်းဆိုတော့ယောဟန်ပထမဆုံးတစ်ကိုကြည့်အောင်တွေ့လားနောက်ဆုံးပိုင်းမှာတိယောတစ်ကို
ဆိုသူဖတ်မယ်တိရောတစ်ကိုတွေ့ပြီလားတွေ့ပြီဆိုသူဖတ်မယ်တိနိတော့ဟောပြတောင်းပါရင်ငါတို့အဖြစ်များကိုလွတ်၍ဒုစရိုက်ရှိသမျှကင်းစင်စီခြင်းကဘုရားသခင်၏သစ္စာတရားနဲ့၎င်းဖြောင့်မတ်ခြင်းတရားနဲ့၎င်းပြည့်စုံတော်မူဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်အပြစ်လို့ဖို့ရကျွန်တော်ဘာလို့ဖို့လို့လဲအပြစ်ကိုပေါ်ပြပြီးတော့တောင်းပန်ဖို့လို့လေဟုတ်တယ်နော်ပေါ်ပြတောင်းပန်မှုတွေလေဒါကြောင့်ဒီနေ့တကူဖြစ်လာပြီဆိုရင်ကိုတော်ယုံကြည်သူတယောက်တကူဖြစ်လာပြီဆိုရင်ကိုတော်ဘာကြောင့်လဲကျွန်တော်အပြစ်လုပ်ပြီလားကိုတော်ကျွန်တော်အပြစ်လို့ဒီနေ့ကျွန်တော်နောင်တရတယ်ကျွန်တော်ခွင့်လို့ပါကျွန်တော်ခွင့်လို့ဟာလေလုယာပေါ်ပြခြင်းအဖြစ်အပြစ်လက်ခြင်းခွင့်ရတယ်အဲ့ဒီအပြစ်လုပ်ပြီဆိုရင်ဘာဖြစ်လဲချမ်းသာရမယ်ကျမ်းမာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်ဘာကြောင့်မဖြားတာဘာလို့ဒုက္ခရောက်လဲတခါကိုအပြစ်ကိုကျွန်တော်မပေါ်ပြတဲ့အတွက်ကြောင့်ဖြစ်တယ်ဖခင်ကတယောက်တည်းပေါ်ပြတဲ့ဆုတောင်းကြည့်ပါနောင်တရတဲ့ဆုတောင်းကြည့်ပါဒီနေ့ခင်ဗျားဘာလို့ဖြစ်လဲဖခင်ကပြီးပြောဖြစ်တယ်ခင်ဗျားဒုက္ခရောက်နေတာဒုက္ခရောက်ရင်ခင်ဗျားချမ်းသာခြင်းပေးမှာဖြစ်တယ်ဟာလေလုယာဒါကျမ်းစာရဖြစ်တယ် praise god ကောင်းပြီဒီနေ့အချိန်နဲ့တစ်ခုပြီးသွားတဲ့ခါမှာငါရအောင်နံပါတ်3တခါလဲသွားရအောင်နံပါတ်3ကျတော့ကျွန်တော်ကျမ်းစာထဲမှာကြည့်တော့ပဲနဲ့ကျွန်တော်ဒီလောကကိုကြည့်ရအောင်ဘယ်ကနေလာလဲဆိုတော့မျိုးယူမှဆင်းသက်လာကျမ်းစာထဲမှာလည်းရှိတယ်ကျွန်တော်အားပေးလာမျိုးယူကနေဆင်းသက်လာရှိတယ်ဥပမာကျွန်တော်ဘာရှိလဲဆိုတော့အာဒံကြောင့်မို့ကျွန်တော်ဘာဆင်းသက်အဖြစ်သားဖြစ်သွားတယ်ကျွန်တော်ဘာမှဖြစ်သွားတယ်အဖြစ်သားဆိုတဲ့ကျင့်ချင်းနဲ့ကျွန်တော်ဆင်းသက်လာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒုက္ခတစ်ခုရောက်တယ်ဖြားတာချက်တစ်ခုရှိပြီဆိုရင်ဘာကြောင့်လဲဘိုးဘေးအကြောင်းလားမိဘများကြောင့်လားအခုကျွန်တော်စိုးရိမ်တာစိတ်ရောက်သွားတယ်ဆိုရင်ဘာလို့မေးလဲအဖေကဘာဖြစ်ဘူးလဲအမေကဘာဖြစ်ဘူးလဲဟုတ်မလားဒီကုမောင်ကဘာလို့ဖြစ်ဘူးလဲမျိုးယူလိုက်မှာဆိုလို့အဖိုးဘာလို့ဖြစ်ဘူးလဲဟုတ်ရနော်ဆိုတော့အမေအဖေတရားဆင်းချိုဖြစ်တယ်ဆင်းချိုဖြစ်နိုင်တယ်တတိထားနှလုံးရဖြစ်တယ်နှလုံးရဖြစ်တယ်တတိထားမိဘ AIDS ရှိလာစေသူ့သားသမီးနဲ့မွေးဖွားလာ AIDS ဖြစ်8လောကဖြစ်ဒါကြောင့်မို့ဒီနေ့တကူဖြစ်လာပြီဆိုကျွန်တော်ဗာလဲယေရှုနာမနဲ့ဒီအရာကိုဗာလဲဖြတ်တော့ရမှာဖြစ်တယ်ဟာလေလုယာဒါမှကျွန်တော်ကြောက်မှကျွန်တော်ချမ်းသာခြင်းတရားနဲ့ပေးမှာဖြစ်တယ်ကိုလိုကျွန်တော်ဘိုးဘဲနေလာတဲ့မိဘနေလာတဲ့ဒီအနာရောဂါဒီဒုက္ခဒီကြိတ်ချအားနဲ့ယေရှုလို့ပဲဖြစ်ပါတယ်ဟာလေလုယာအာမင် praise the lord ဆရာနဲ့တော်တော်အသေးလူကြီးနဲ့တော်တော်ဘယ်သူမှမရှိရင်ကိုကြောက်တဲ့ကိုဇနီးနဲ့ကိုမိန်းမနဲ့ကိုအဖေနဲ့ကိုမိန်းလက်တွဲပြီးတော့တဘောတူသောဆုတောင်းပြီးတော့ယေရှုကိုဖယ်ဖြစ်လိုက်ဟာလေလုယာယေရှုနာမဘာမဆိုအားလုံးသက်ဆုံးနိုင်တာဖြစ်တယ် praise the lord ဒါကြောင့်တခုခုဖြစ်လာပြီဆိုဒီနေ့ဘာကြောင့်လဲ why ကျွန်တော်ရှာတော့မှာဖြစ်တယ်နံပါတ်1ဘာလဲအဖြစ်ကြောင့်ဖြစ်တယ်နံပါတ်2အဖြစ်မပေါ်ပြတော့ကြောင့်ဖြစ်တယ်နံပါတ်3ဘာကြောင့်လဲမျိုးဝဲမစားတာဖြစ်တယ်ကောင်းပြီနံပါတ်4ကြည့်အောင်နံပါတ်4ကတခါတလေယုံကြည်သူဖြစ်တဲ့စားကျွန်တော်တို့ရဲ့ဒုက္ခဆင်းရဲချက်ဖြားနာခြင်းတွေဖြစ်နိုင်တာကဘာဆိုတော့စာတန်ကနေလာတာလည်းဖြစ်နိုင်တယ်ဟာလေလုယာအဲ့ဒီစာတန်ကိုဖယားတခါခွင့်ပြုမှကျွန်တော်ကိုလုပ်နိုင်တာဖြစ်တယ်ခွင့်မပြုလို့မလုပ်လို့မရအာမင်ဒါကြောင့်မို့တရားကိုဖတ်ရအောင်ယောဘအခန်းကြီးနဲ့အခန်းငယ်6ကိုကြည့်အောင်ယောဘအခန်းကြီးနဲ့အခန်းငယ်6
ယောဘအခန်းကြီးနဲ့အခန်းငယ်6တွေ့ပြီလားယောဘအခန်းကြီးနဲ့အခန်းငယ်6တွေ့ပြီဆိုတော့ဒီခုဖတ်မယ်ယောဘတပောင်းကျမ်းထဲမှာတွေ့ပြီသူဖတ်မယ်တိနိတောထာဝရကလဖျားကလည်းသူဒီတက်လက်နဲ့ငါလက်တရှိသူ့အသက်ကိုတခုခုသာလွတ်စီမှုပြုတော်မူဘယ်သူကမင်းပေးတာလဲဖယားကစာသားကိုမပေးလဲအခွင့်ပေးလိုက်သူရဲ့အတ္တအားလုံးနဲ့လက်ထဲမှာငါပေးလိုက်တယ်ကွာဒါမလို့သူရဲ့အတ္တကိုတော့မထီနဲ့သူရဲ့ပိုင်ဆိုင်မှုအားလုံးခင်ဗျာဖြစ်စီလို့ရတယ်ဒါသမီးအားလုံးဖြစ်စီလို့ရတယ်သူရဲ့ကိုယ်ခန္ဓာတောင်မှဖြားလာချက်ဝင်တဲ့ဖြစ်စီလို့ရတယ်ဒါမှအသက်ကိုတော့မဖြစ်စီအာမင်ဖယားခင်ကခွင့်ပြုလို့စာတန်ကနေလာတဲ့ဒုက္ခဝိဒနာဖြားလာခြင်းနဲ့ရှိတယ်ဒါကြောင့်ကိုတော့ဒီနေ့ဒီလိုလုပ်ချင်တာပြင်ကျွန်တော်အသုံးပြုတော့ကြောင့်ယေရှုတင်ပါယေရှုကလည်းချီးမွမ်းလိုက်ပါဟာလေလုယာဖခင်ရဲ့ချမ်းသာကြမ်းမှခြင်းပေးမယ်အစေပြင်းချမ်းသာခြင်းပေးမှာဖြစ်တယ်ဟာလေလုယာအမတော်မှအရေးကြီးတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ယောဂဝိဒနာဆင်းရဲဒုက္ခတခုဖြစ်လာပြီဆိုရင်ဘာကြောင့်လဲကျွန်တော်အမြဲတမ်းရှင်းဆောင်တယ်နံပါတ်5ဖွာရအောင်နံပါတ်5မှာကျတော့ကိုကရုမဆိုင်လို့ကိုကြောင့်ဖြစ်တာဖြစ်ရှိတယ်။အောင်ရဥပမာဒီမနေ့အမျိုးသမီးကနော်အတင်းလူကြီးတွေစီဝေးလောက်တာပဲဆိုပြီးတော့ဘူဖေသွားမယ်ဆိုတော့သွားကြ။အားရပါချကြတယ်နော်။အချို့စပင်တပကန်နပကန်ပုံပကန်လေးအလေးပကန်တော့မရှိပါဘူးနော်။ချကြ။အဲ့မှာမျိုးသမီးကမဆိုင်ဘူး။ဟာနော်မဆိုင်ဘူး။ဘာလို့လဲ။သူကလည်းဆိုင်။တကူစားမယ်ဆိုရင်နော်စိတ်ချရှိရင်ဘယ် diabetes ရှိရင်အဲ့ဒါထားလိုက်လို့ဆိုကိုသိရတယ်။ကိုကရုမဆိုင်ပဲနဲ့ကိုမှရှိရတာတဲ့ကိုဟာလည်းကိုနေကံတော့ဘာပဲစီကမရှိဘူးဆိုရင်ဒါကိုလည်းကိုဖြစ်တယ်။အဲ့မတမရေးကြည့်။ဒါကြောင့်မို့ကျွန်တော်စဉ်းစားတတ်ရမယ်။ဒါစဉ်းစားလို့ဖရားလည်းကျွန်တော်ညာပေးထားတာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တကူမဖြစ်လာပြီဆိုရင်အခုအသက်ကြီးလာတဲ့တချို့အသက်ကြီးလာပြီဆိုရင်ယောဂမဟုတ်ဘူးကိုယ့်နဲ့ကိုယ်မစင်ကြင်လို့ကျွန်တော်လည်းရိုးသားသားဝင်ခံရမယ်ဆိုရင်ကျွန်တော်စားတဲ့ပုံမဲ့ဘူဖေးတော့ကျွန်တော်ထမင်းပဲစားတခုခုစားမယ်ဆိုထမင်းပဲစားထမင်းပဲကျွန်တော်ကြိုက်ပြီးတော့လေကျွန်တော်လက်ဖက်ဆိုအချိုဆုံးပဲကြိုက်အမျိုးသမီးကတားတယ်ငါယောက်ျားပဲကွာငါကြိုက်တယ်လို့လုပ်လို့ဆိုလုပ်တာအခုချတော့ဗာဖြစ်လေတိုင်းတစ်ဖြစ်သွားတယ်ဘာကြောင့်လဲကိုစီကမရှိဘူးဖြစ်တယ်အခုတချို့လူတွေတွေးလို့ရှိတယ်တွေးရဲ့ရန်သူအကြီးဆုံးကဘာလဲအငန်စားနိုင်ဒုတိယအစီဒီလိုကိုအရင်ကြည့်တွေးလို့ရတယ် diabetes ကျွန်တော်ဆေးချိုတွေတော့ကအတိကပါရေးကြည့်လေအချိုတေးလာအားလုံးမစားရဘူးအချိုတွေကြီးတယ်ပဲအချိုမှန်တယ်ဗျမစားရကျွန်တော်ယူစားတဲ့တပင်းတော့မစားရဘူးလေဆိုဆေးချိုဖြစ်ပြီဆိုဒါကျွန်တော်သိရ hallelujah ဒါကြောင့်ကိုထိန်းသိမ်းရ praise the lord ဒီလိုဖယားကလူတိုင်းကိုအသက်ရှင်ဖို့ရဖယားကကောင်းချီးပေးထားတာဖြစ်တယ် hallelujah အမှုတော်ဆောင်တဲ့ပူတော်ကဆိုးတယ်များအမှုတော်ဆောင်တိုင်းဖို့ရဖယားကလူတော်ရှိဒါမှတခါတလေကျွန်တော်အမှုတော်ဆောင်နေကိုတိုင်း
ကျွန်တော် evangelist စာတယောက်ကပြောမှုရရှိတယ်။ဘာပြောလဲဆိုတော့တကယ်ဆိုရင်ဒီအသင်းတို့အသင်းသားယုံကြည်သူတွေအားလုံးလာပဲအမှုတော်ဆောင်ကိုတတ်တာပဲ။ဟာဘုခါလို့စီကတာထားတယ်ဒီလောက်ထိကျွန်တော်ပေးခန်းတာများတတ်တယ်လို့ပြောနေတယ်။ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့လက်ဖေးပြောပြီးရင်အကြီးနဲ့အကြီးဆုံးအချိုဆုံးဖြော်ပလိုက်တာအားလုံးက diabetes ဖြစ်ကုန်တယ်။စီးချိုဖြစ်ကုန်တယ်။တွေးတူဖြစ်ကုန်တယ်။အကောင်းဆုံးကသားစားစီအတုံးကြီးမှကျွေးလိုက်တာ။ကိုကလည်းအားရပါစားပြောချင်တာပါလဲဆိုအဲ့လိုလည်းမဟုတ်ပါဘူး။သူယူခတ်ယူစားချင်လည်းမဟုတ်ပါဘူး။ကိုဟာလည်းကိုထိန်းတယ်ကိုအမှန်တရားရှိချင်တယ်။ Hallelujah. Praise the Lord. ဒါကြောင့်ဒီမနေ့ဆုံးကျွန်တော်လည်းပါလဲဆူစီပဲစားလိုက်တယ်။ဟုတ်တယ်မလား။ခါရဆူစီပဲစားလိုက်တယ်။ဆိုတော့နံပါတ်5မှာပါလဲကိုဘယ်ယူဆိုင်ကိုလည်းတာရှိချင်တယ်။ဘာကြောင့်ဘယ်ယူဆိုင်ကိုရဲ့ကိုခန္ဓာဖျားတယ်ရဲ့ပါလဲ။ဖျားတယ်ရဲ့ပိတ်မှန်တော့ရှိတယ်။ Hallelujah. ဖျားတယ်ပိတ်မှန်တော့မဖြစ်စီဘူး။ Hallelujah. ဘယ်လိုလှပမယ်ဆိုတာအမြဲတမ်းခြေတာပေးပါ Hallelujah. Praise the Lord. ကျွန်တော်လူလောကမှာကျွန်တော်လူသားတွေကတော့ကိုယ့်ရဲ့တော့အကောင်းဆုံးလှအောင်ပြင်းနေအရာအလုံးတော့ကိုခန္ဓာကြောင့်ဖြစ်တယ်လို့ထားတယ်အဲ့ဒါလည်းဖြစ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့တော့ဖြစ်နိုင်တယ်ဆိုရင်အမှုတော်ဆောင်နေယုံကြည်သူတွေအသင်းတို့သင်သားတွေကျွန်တော်ယုံကြည်သူတဲ့တင်းငွေနဲ့တိုက်ဖျားကြောင့်တက်တာဖျားကျေးဇူးတော်ပဲအဲ့ဒီလေးတော့လေဖြစ်နိုင်တယ်တာနာဝတ်ပြီးတော့ကျွန်တော်ဖျားရှိကိုစီချင်တယ် Hallelujah. Praise the Lord. တမန်တော်နဲ့ပါတွေ့ပြီဆိုရင်ဆွတ်တယ်နဲ့ပါရဲမလားပါရဲမလားဟာမပါရဲဘူးချဲမှာပဲကောင်းပွတ်မှာပဲဒါမှအပြည့်စုံတော့ဖျားတကယ်စီပါသွားဖို့တည်းကလည်းဖျားကြောင်းလာတဲ့ခါမှာအပြည့်ဖြစ်တယ်လို့တချို့ရပါလိမ့်ချင်းရဖက်နဲ့ကျွန်တော်ကတော့တိမ်တန်တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါဖြစ်တော့ကောင်းအတတ်နဲ့ဆုံးဝိရင်ဘူကောင်းမလားလို့ကျွန်တော်စဉ်းစားတယ် Hallelujah. Amen. ဖျားခင်ရပါလေပိတ်မှာဆိုတဲ့ခါမှာဆရာလည်းကွာကျွန်တော်ကပတ်စံမရှိပဲနဲ့မပူတဲ့ပတ်စံမရှိရင်ချွေးတာကျွန်တော်ပြောလို့ရတယ်နော်ခင်ဗျားတို့လူချင်းတယ်ဆိုဟုတ်ပြီနော်ဒါကြောင့်အများကြီးရှိတယ်အတိတ်ကောင်းတာလည်းအများကြီးရှိတယ် Hallelujah. ခိုင်ဝဲဘလို့ဝလိုက် Praise the Lord. တချို့လူတွေကဘာမှဘာပဲအတိတ်ပဲချက်ရဆိုပြီးတော့တခါရဲကျွန်တော်အိမ်ကလူတယောက်ဆိုရင်အတိတ်တစ်ဆယ်ဝဲလာအင်ဂျီခုတ်ထဲအတိတ်ဝဲလာကျွန်တော်ကအတိတ်ကအရင်စီချတော့အဟောင်းပဲဝဲလိုက်တယ်အဟောင်းလက်ခုပေါင်းမှ$10ပဲပေးရတယ်စားကောင်းတာပေါ့ချာတော့ဝဲတာကျွန်တော်ဝတ်တိုင်းဝတ်တာပဲ10ထဲလောက်ရှိတယ်ပေါ့ပါဖြစ်လေတရားလေးကြားတယ်အတိတ်တစ်ထဲဝေးရင်200ကျော်တယ်300လောက်ရှိဆိုတော့ကဲတော့ဝေးတဲ့ခါမှာတိတ်တယ်ရောက်ကျွန်တော်အားလုံးနားထောင်ပေးပါဘုံတူတာပြောပြအင်ဂျီဝေတိုင်းကျဲဒီညာဘက်မှာရှိရင်ဒါကြောင့်ကြားဖြစ်တယ်နားလေကြလားဘယ်ဘက်မှာရှိရင်မိန်းလေးရဖြစ်တယ်မင်းလေးအမှယောက်ျားမှမသိပဲနဲ့မဝတ်ပါနဲ့ဒီနေ့ကစပြီးတော့နော်ဘယ်လိုမဆိုညာဘက်မှာရှိယောက်ျားဖြစ်တယ်ဘယ်ဘက်မှာရှိမင်းလေးဖြစ်တယ်ဟုတ်ပြီနော်တချို့လူရအများကြီးပဲဆရာကြီးတွေရောဒီမှာချက်ကြီးအများကြီးပဲဟာချအားရပါလို့ရှိပါဒီလိုတော့ကောင်းမသိသေးဘူးလို့နော်ဒီကြီးချိုဒီလိုပဲဘောက်ပြီဆိုရင်ဒီကျွန်တော်ဇစ်နဲ့ဒီဟာလေကျဲကြီးကဒီဘက်မှာညာဘက်မှာရှိဘယ်ဘက်မှာရှိမင်းလေးရဖြစ်တယ်နော်ကျွန်တော်လည်းမသိဘူးဘောင်းမီဝတ်တဲ့ဝဲတဲ့ဈေးချူတဲ့ဝဲလှလေးလာတယ်ဟဲ့လားတော့ညာဘက်မှာငါဘယ်တော့ညာဘက်ဒီပုံညာတမျိုးကြီးပဲတဲ့အားရပါရဝတ်တာပြက်တဲ့ချီဝတ်တာပဲကိစ္စမရှိမသိဘူးလေတိပါပဲsorry ပဲကွာလို့ကျွန်တော်ပြန်လာရတယ်ဆိုတော့ဒါကျွန်တော်ဘုရားတိပြုလို့လေဒါကြောင့်မို့ကျွန်တော်ဖြစ်နိုင်တယ်ဆိုရင်တကယ်မှမနေကြတော့ဘုရားတကယ်ကြွတခါလေခင်ဗျားတို့ဝေထားတာခုတ်တယ်ဘာလို့မှလဲမင်္ဂလာဆောင်ဝဲခဏလာမရှိဘူး
တနေ့လေးမှာဝတ်ကြည့်ပါဖခင်အတွက်ဟာလေလုယာစံကြည့်စမ်းပါ praise the lord မင်္ဂလာလည်းမင်္ဂလာကောင်းရှိတဲ့ဘောင်းရှိတယ်တမင်တက်လာပါရှိဖခင်အတွက်ပြင်ဆင်ကြရအောင်ဟာလေလုယာဖခင်ကဘယ်လောက်ကျွန်တော်ယူတည်လေးစားတယ်အဲ့မှာအမတမရှိကြည့်တယ်ဒါကြောင့်မို့နံပါတ်5မှာကိုဘာလို့ရမလဲဂယုဆိုင်ရဟာလေလုယာကိုအတက်နိုင်ဆုံးဘယ်လိုလဲဘယ်လိုကြောင်းပါလဲဆိုတာကျွန်တော်အမြဲတမ်းစဉ်းစားရတယ်ကျွန်တော်ကြောင်းပါရေးဆိုအခုဆိုစစ်ချူဖြစ်လာပြီဆိုကျွန်တော်ဘာလို့လဲပြေးရမယ်လက်ချင်လုပ်ရမယ်ကျွန်တော်ကငယ်တော့အရှမ်းလေးချက်ကရောက်ပါအခုကြီးလာတော့တော့ဘာမှမပါတော့ဘူးမပါတော့ဘာလို့လဲသမင်းစောရှာစောစားရတယ်များလဲစားလက်ချက်ခလည်းမလုပ်ရင်ပြီးရတာတွေးတိုင်းတွေက400ကျော်သွားတယ်300ကျော်သွားတယ်ဒါကြောင့်မို့ကျွန်တော်တိတ်ဖို့လို့လေကိုယ်လည်းကိုဝတ်စင်တတ်ဖို့လို့လေကျောင်းမကြီးလည်းဒီစိုက်ဖို့လေဒါဟာဖခင်ရဲ့လူမရှိတာဖြစ်တယ်ဟာလေလုယာ praise the lord အဝတ်စားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြီးသွားပြီနော်ပြီးတော့အခုထပ်ပြောမယ်ကျွန်တော်အမေရိကန်မှာအနောက်တိုင်းမှာနိုင်ငံခြားမှာရောက်ပြီဆိုရင်အရှိတိုင်းတော့ကျွန်တော်သိမပြောတတ်ဘူးလက်တစ်ချောင်းနဲ့ထောင်လဲဆိုရင်အပြေးရန်လက်မျိုးကိုထောင်ပါပြီးတော့လက်နှစ်ချောင်းထောင်လဲဆိုရင်ဟုတ်ပြီနော်ကောင်းနာထောင်ပါတခုခုပြောလို့လက်နှစ်ချောင်းထောင်နဲ့လက်ချိုးမယ်ဆိုရင်ဘယ်ထောင်မှလက်မျိုးကိုအရင်မချိုးပါနဲ့ဒီလက်ကလေးကိုချိုးပါပြီးတော့လက်မျိုးကိုချိုးဒီဟာချိုးပြီးတော့လက်ကလေးကြီးတယ်ဒီလိုခမရပြိတ္တကိုပြရတယ်ဆိုတာအဲ့ဒါထိုင်ကုန်နဲ့ပေါက်ဒါပဲရှိတယ်အဲ့ဆိုဒီကျွန်တော်နိုင်ငံမှာအနောက်တိုင်းမှာအဲ့ဒါလက်ကလေးတစ်ခုတည်းထောင်ပြရတာဆဲတာဖြစ်တယ်နော်အဲ့ဒါဘုဟုတုတကျွန်တော်ပြောတာဖြစ်တယ်ဟာလေလုယာဒါလည်းကျွန်တော်ယုံကြည်သူတွေကဘုဟုတုတတွေကျွန်တော်သိဖို့လိုတယ်ဟာလေလုယာ praise god okay ကောင်းပြီနံပါတ်6သွားရနံပါတ်6ကြောင့်ကိုဘယ်လိုပါဖယားသခင်ကိုမှဖြစ်တဲ့အရာတွေဖြစ်လာတဲ့ခါမှာတဲ့နော်ဖယားကကွန်ပျူတာအတွက်ကြောင့်ဖြစ်နိုင်တယ်ဖယားကကွန်ပျူလိုက်တာဥပမာအနာရောဂါအမြဲတမ်းကျွန်တော်ကိုစာတမန်ကကျွန်တော်ကိုဘာလို့လဲကောက်ကိုက်စားဖို့ဒုက္ခပေးအမြဲတမ်းဟင်းဟောင်းနေတယ်သူတွေကကျွန်တော်ယောဂါတွေလည်းအမြဲတမ်းကျွန်တော်ပေါ်မှာရောက်ပြီးအမြဲတမ်းကျွန်တော်ကိုချောင်းနေတာဖြစ်တယ်ဖယားရဲ့ကိုယ်ကအလုပ်ကကျွန်တော်ဘာမှမဖြစ်တာဖယားရဲ့နည်းနည်းခွင့်ပြုလိုက်တာတော့ဘာဖြစ်သွားလဲယောဂါတွေဝင်လာဖြစ်တယ်ဟာလေလုယာကောင်းပြီရတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ယောဘအခန်းကြီးအခန်းငယ်7ကိုကျွန်တော်ဖတ်ရအောင်ဒီဟာကနံပါတ်4နဲ့အတူတူဖြစ်တယ်။ဘာလဲဆိုတော့ထာဝရဘုရားကမဖတ်တော့ဘူးကျွန်တော်ဒီကနေဖတ်မယ်။ဘုရားကလည်းသူ့ရဲ့ဥစ္စာရှိသမျှတို့ကိုတက်လက်ထဲတိုင်းရှိသူ့ကိုတစ်ခုကိုသာမထိမခိုက်တဲ့ဘူးမိန့်တော်မူရင်စာတန်ဒီထာဝရဘုရားထံမှထွက်သွားလေဆိုတော့စာဘုရားကကွန်ပျူတာချောင်း။ကောင်းပြီနံပါတ်9သွားရအောင်နောက်ဆုံးနော်နောက်ဆုံးသွားရအောင်နောက်ဆုံးပါကဖယားဘုံတော်ထင်ရှားဖို့ဖြစ်တယ်ဟာလေလုယာတခါလေကျွန်တော်ဖျားတာတခါလေဒုက္ခရောက်တာဘာကြောင့်လဲဟာဘာကြောင့်လဲမိဘဝင်ရတယ်လည်းမရဘူးကျင့်ချင်းမိဘတွေစဉ်းသက်လာတာလည်းမဟုတ်ဘူးကိုယ်အပြစ်နဲ့ဘာမှမလုပ်ဘူးဖယားတခင်ကလည်းခွင့်ပြုချက်ဘာမှမရှိဘူးဒါပေမဲ့တော့ဘာကြောင့်လဲဒီတဲ့ဖယားကကျွန်တော်တို့ကိုအသုံးပြုတာဟာလေလုယာဘယ်လိုအသုံးပြုရလဲကျွန်တော်တို့သူ့ရဲ့ဘုံတော်ထင်ရှားဖို့ရဖယားရဲ့နာအတုံးပြုတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ဖတ်ရအောင်ယောဟန်9:3ရှင်ယောဟန်အခန်းကြီး9အခန်းငယ်3အခန်းငယ်3ကိုဖတ်ရအောင်
ဗျာတိမစဖတ်မယ်တင်းနေတော့ယေရှုကလည်းကိုယ့်အပြစ်ကြောင့်မဟုတ်မိဘအပြစ်ကြောင့်လည်းမဟုတ်ဖယားရဲ့အမှုတော်ကိုသူနဲ့ထင်ရှားစီမီအကြောင်းဖြစ်၏ဟာလေလုယာမြင့်မမြင်တဲ့လူခရစ်တော်စီသူတို့ကိုခေါ်လာတယ်ခရစ်တော်အပြစ်ရှာခြင်းလို့ကိုတော့ဒီလူကငယ်ငယ်တော့မြင့်မမြင်ဘူးကွာဒါကြောင့်ဘာကြောင့်လဲသူ့အပြစ်ကြောင့်လားသူ့မိဘအပြစ်ကြောင့်လားသူတို့လာပြီးတော့လာတယ်အဲ့ဒီချိန်မှာခရစ်တော်ပြောမဟုတ်ပါသူ့အပြစ်ကြောင့်လည်းမဟုတ်ဘူးမိဘအပြစ်ကြောင့်လည်းမဟုတ်ဘူးဖျားခင်သူ့ဆရာနဲ့ဘုံတော်တင်ရှောက်ဖို့ဖြစ်တယ်ဆိုပါဘယ်လိုလဲပြေပြောင်းပေးပြောင်းတဲ့ကဘယ်သူကပေးပြောင်းစီရတယ်လို့ပြောပြီးတော့လူရမင်းတဲ့ခါမှာခရစ်တော်ကျွန်တော်ဖျားခင်ဘုံတော်တင်ရှောက်ပါဖြစ်တယ်ဟာလေလုယာဒါကြောင့်တခါတလေကျွန်တော်ဒုက္ခဆင်းရဲရောက်လာကျွန်တော်ရဲ့ဖြားနာခြင်းတွေဟာဒီနေ့တခါလေဖျားခင်ဘုံတော်တင်ရှောက်လို့ဖြစ်တယ်ဟာလေလုယာ praise the Lord ဒါကြောင့်ဒီနေ့ယုံကြည်သူတွေပေါ်မှာတခုခုရောက်လာတယ်ဆိုဘာကြောင့်လဲကျွန်တော်ရှင်းစားဖို့လုပ်တယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ဖြားတာခြင်းဆိုတာကတခါလေကျွန်တော်စာတန်ကြီးတဲ့ကျွန်တော်ဖြစ်တယ်စာအားလုံးကစာတန်တို့စာတန်ကြောင့်နံပါတ်1စာတန်ကြောင့်ဖြစ်တယ်ဒါပေမဲ့စာတန်ကြောင့်အားလုံးကနံပါတ်2ဘာဖြစ်လို့လဲကိုဖြစ်ကြောင့်ဖြစ်တယ်နံပါတ်3ဘာဖြစ်လို့လဲဘာပေါ်အဖြစ်မပေါ်ပြတဲ့ကြောင့်ဖြစ်တယ်နံပါတ်4ဘာကြောင့်လဲပြောပါနံပါတ်4ဖယားကျွန်တော်မိဘထံကနေစင်တလာတဲ့ချိန်ချင်းအမင်္ဂလာကြောင့်ဖြစ်တယ်ဟုတ်လားပြီးတော့နောက်ဆုံးမှာပါတယ်ဖယားရဲ့ဘုံတော်ထင်ရှားဖို့ဖြစ်တယ်ဒါတွေသိမယ်ဆိုရင်ဒီနေ့ကျွန်တော်ဘယ်လိုစုတောင်းမယ်ဘယ်လိုကာကွယ်မယ်ဆိုတာဖယားကကျွန်တော်ခေါ်ပြတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်တရားချစ်ကြတဲ့သူရောက်တိုင်းကဒီနေ့တစ်ခုခုရောက်လာတဲ့ခါမှာဘာကြောင့်လဲဆိုတာရှင်းတော့ဒီအရာတွေအားဖြင့်အမြဲတမ်းဖျားတဲ့ကိုချင်းကပ်ပြီးတော့စုတောင်းနိုင်တော့သူဖြစ်လျက်ဖျားတဲ့ဘုံတော်ထင်ရှားစီလျက်ကျမ်းမာလျက်ကြီးပွားလျက်ဖျားတဲ့ကောင်းကြီးရတော့သူဖြစ်လျက်အရောက်စီတိုင်းဖျားတဲ့ချိုးကောင်းချပေးပါစေအာမင်အများကြီးကျေးဇူးတင်ပါတယ်